ကျွန်တော်မေရဲ့နာရေးပွဲမှာစိတ်နှောက်ယှက်ဖြစ်စရာတစ်ခုခုကိုမြင်ခဲ့ရပါတယ်လူတိုင်းကဆူတောင်းပေးတာကိုပဲအာယုံဆိုင်နေကြချိန်မှာကလေးထင်းကတော့ဘေးနားမှာတီးတန့်ရက်ပြီးအပြုံးတစ်ခုကိုဖုံးကွယ်ဖို့စ조사နေခဲ့ပါတယ်ပထမတော့ကျွန်တော်တိတ်ပြီးအလေးနဲ့မထားခဲ့ပါဘူးသူ့စိတ်ထဲတစ်ခုခုပေါ်လာလို့နေမှာပါလို့ပဲတွေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီညအိယာထဲမှာလဲနေတော့ကျွန်တော်မေရဲ့အတန်ကိုခဏခဏကြားနေရပါတယ်အမေကကလေးထင်းရဲ့နာမည်ကိုပဲထက်ခါတလဲလဲခေါ်နေခဲ့ပါတယ်အစပိုင်းမှာတော့ကျွန်တော်စိတ်အောင်လို့ထင်နေတာပါလို့ပဲတွေးခဲ့ပါတယ်အမေကိုလွမ်းလုံးလို့စိတ်ကူးရင်နေတာဖြစ်မှာပါလို့ထင်ခဲ့ပါတယ်ဒါပေမဲ့နောက်ရက်မှာတော့အရာအလုံးကိုပြောင်းလဲပြလိုက်တဲ့အရာတစ်ခုကိုကျွန်တော်တွေ့ရှိခဲ့ပါတယ်ကျွန်တော်ဖေကကလေးထင်းနဲ့အတူကားထဲမှာထိုင်နေတာကိုမြင်ခဲ့ရပြီးသူတို့တယောက်နဲ့တယောက်ကြည့်နေတဲ့ပုံစံကတမျိုးကြီးဖြစ်နေပါတယ်သူတို့ကနှစ်တော်ကြာတွဲလာခဲ့တဲ့ဆုံတွဲတွဲလို့ပြုမှုနေကြပါတယ်အဲ့ဒီအချိန်ကစပြီးအမေရဲ့တေဆုံးမှုဟာမတော်တဆမှုမဟုတ်ဘူးလို့ကျွန်တော်စတင်ယုံကြည်လာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကစလို့ကျွန်တော်ကလေးထင်းကိုစောင့်ကြည့်ခဲ့ပြီးမကြခင်မှာပဲထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိခဲ့ပါတယ်သူကျွန်တော်တို့အိမ်ကိုလာတိုင်းကျွန်တော်တို့ခွေးကယူမတက်ဖြစ်ပြီးသူ့ကိုမရက်မနာဟောင်ပါတော့တယ်ကျွန်တော်ကိုတကယ်ပဲစိတ်နှောက်ယှက်ဖြစ်စေတဲ့အချက်ကတော့ကျွန်တော်တို့မိသားစုအိမ်ကနေထွက်သွားတိုင်းကလေးထင်းကအမေခန်းထဲကလိုက်ကာတွေကိုပိတ်ပစ်လိုက်တာပါပဲကျွန်တော်မေကနေအောင်ကြည့်လိုအပ်ပေမဲ့သူ့အခန်းကအမြဲတမ်းမောင်မိနေခဲ့ပါတယ်မကြခင်မှာပဲအမေရဲ့ကျန်းမာရေးအခြေအနေကပိုဆိုးလာပြီးနောက်ဆုံးမှာတော့ဆုံးပါသွားခဲ့ပါတယ်အဲ့ဒီအချိန်ဝန်းကျင်မှာပဲကျွန်တော်လည်းတခုခုမှားယွင်းနေတာကိုသတိထားမိလာပါတယ်ကလေးထင်းချက်တဲ့အစားအစာတွေကိုစားမိတိုင်းကျွန်တော်ဘိုက်ကစပြီးအောင့်လာတတ်ပါတယ်မခံမရနိုင်အောင်အောင့်တာမျိုးတော့မဟုတ်ပါဘူးတန်တရားဝင်ရုံလောက်ပါပဲဖြစ်ပျက်နေသမျှအားလုံးကိုကျွန်တော်ရေးစားကိုပြောပြတဲ့အခါသူကကျွန်တော်ကိုမယုံခဲ့ပါဘူးကျွန်တော်တွေးလွန်နေတာပါလို့ပဲသူကထင်ခဲ့ပါတယ်အဲ့ဒီညကကျွန်တော်နဲ့ကျွန်တော်ညီအကိုကလေးထင်းနဲ့အတူညစာစားနေတုန်းခွေးကရုတ်တရက်ယူမတက်လိုက်ဟောင်ပါတော့တယ်ကလေးထင်းကခွေးကိုလမ်းလျှောက်လိုက်ပို့ပေးမယ်လို့ပြောပြီးသူမပါဘဲညစာကိုဆက်စားထားကြဖို့ပြောခဲ့ပါတယ်ဒါပေမဲ့အဖေအိမ်ပြန်ရောက်တဲ့အထိသူပြန်မလာသေးပါဘူးအဲ့ဒီနောက်ဘဲကနေဘလို့ကြားလိုက်မှမသိပဲအခန်းထဲကနေအော်တန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒါကလေးထင်းရဲ့အတန်မှာပဲကျွန်တော်အတန်လာရစီကိုပြေးသွားခဲ့ပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားခဲ့ပါတယ်ကျွန်တော်ခွေးလေးကကျမ်းပြင်ပေါ်မှာတေဆုံးရက်သားလဲလျောင်းနေပါတယ်ကလေးထင်းကခွေးလေးကတိုက်ခံရတာလို့ပြောပေမဲ့ကျွန်တော်မယုံခဲ့ပါဘူးသူပြုတ်မှုပုံကဟန်ဆောင်နေတယ်လို့ပြဇက်ကနေတယ်လို့ဖြစ်နေပါတယ်ကျွန်တော်စိတ်ထဲမှာတော့ရှင်းပြချက်တစ်ခုပဲရှိပါအဲ့ဒါကတော့သူပဲခွေးလေးကိုတက်လိုက်တာပါပဲကျွန်တော်စိတ်ကိုလုံးဝမထိန်နိုင်တော့ပဲဘာလို့ဒီလိုလုပ်ရတာလဲဆိုပြီးဒေါသတကြီးမေးခဲ့ပါတယ်ဒါပေမဲ့စိတ်ဖိစီးမှုတွေအားလုံးတစ်ပြိုင်နက်တည်းဝင်လာပြီးဘိုက်ထဲကနေဆူရှားတဲ့အောင်ကဲမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်မကြခင်မှာပဲကျွန်တော်ကိုဆေးရုံကိုအရေးပေါ်ပို့လိုက်ရပါတယ်အဖေကိုအမှန်တရားတွေပြောပြဖို့စ조사ခဲ့ရင်အဖေကနားမထောင်ခဲ့ပါဘူးအဖေကကျွန်တော်ကိုစိတ်ဖောက်ပြန်နေပြီလို့ထင်မှတ်ပြီးစိတ်ကူးရင်လွန်ယောဂဖြစ်နေပြီလို့တောင်စတင်ယုံကြည်လာခဲ့ပါတယ်အဲ့ဒီညကကျွန်တော်အိပ်ပျော်နေတုန်းကလေးထင်းကအုံမုတ်တစ်ခွက်ကိုကင်ပြီးအခန်းထဲဝင်လာခဲ့ပါတယ်ကျွန်တော်အဲ့ဒါကိုလမ်းယူလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အနက်တစ်ခုကိုသတိထားမိခဲ့ပါတယ်အဲ့ဒီထဲမှာတစ်ခုခုမှားယွင်းနေတယ်လို့ခန်းစားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲဒါဟာအစိတ်ခတ်ခံထားရတာဖြစ်နိုင်တယ်လို့ကျွန်တော်စတင်တွေးတော့မိခဲ့ပါတယ်ကျွန်တော်မှာတက်သေးလိုအပ်ပါတယ်ဒါကြောင့်အုံမုတ်တွေကိုခဲတဲ့အိတ်ထဲတိတ်တဆိတ်တုံထည့်လိုက်ပြီးလွယ်အိတ်ကိုဆွဲကအခန်းထဲကနေခိုးထွက်ခဲ့ပါတယ်ဒါပေမဲ့အပြင်ကိုခြေလန်းလန်းလိုက်တဲ့အချိန်မှာပဲကလေးထင်းနဲ့တက်တိုးပါတော့တယ်သူကမိဖို့ချောင်းထဲမှာဟင်းသီးဟင်းရက်တွေလိနေခဲ့ပါတယ်သူကကျွန်တော်ရဲ့အိတ်ကိုကြည့်ပြီးဘယ်သွားမလို့လဲလို့မေးခဲ့ပါတယ်သူငယ်ချင်းတယောက်နဲ့သွားတွေ့မလို့ပြောပြီးတကားစီကိုဥတီထွက်ခဲ့ပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းကြာမှာပဲသူကကျွန်တော်အိတ်ထဲကနေတခုခုရိုးစိမ့်ကြနေတာကိုသတိထားမိသွားပြီးပန်းကန်တော့ဝတ်ကိုလမ်းယူလိုက်ပါတယ်ကျွန်တော်ပြင်ကိုထွက်ပြီးတာနဲ့သူ့ကိုချက်ချင်းတားလိုက်ပါတယ်သူကကျမ်းပြင်ပေါ်ကအုံမုတ်တွေကိုသတိထားမိသွားပါတယ်ကျွန်တော်ရေးစားစီကိုအမြန်ဆုံးသွားခဲ့ပြီးဒါကိုတခွဲခန်းမှာစစ်ဆေးပေးဖို့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့သူကညှင်းဆိုခဲ့ပါတယ်ပိုဆိုးတာကသူလည်းကျွန်